မင်္ဂလာပါရှင်ဒီနေ့မြင့်ကြီးကတော့မြင့်ကြီးတောက်တဲ့ Apple Cider Vinegar ပန်းသီးရှာလကရေအကြောင်းလေးနည်းနည်းပြပြမယ်နော်ဒီမြင့်ကြီးကတော့ဘာလို့တောက်တာလဲဆိုတော့ခန္ဓာကိုယ်ရောင်ရမ်းခြင်းကြအောင်လို့ပေါ့ဝင်တောက်တယ်ဒါပေမဲ့အရန်ကောင်းတယ်သိတာတယ်တစ်ပတ်အတွင်းသိတာတယ်ဒီ Apple Cider Vinegar ဆိုရင်လေဘယ်လိုသိတာလဲဆိုတော့သူကလေဟိုရင်းပေါ့အသားဖြူစေးမဟုတ်ဘူးဒါပေမဲ့အသားဖြူလာတယ်ဘာလဲဆိုတော့အစိတ်တောက်ကင်းသွားတဲ့အသားဖြူလာတယ်ပြီးပြီဆိုရင်မျက်နှာတွေနည်းနည်းအဲ့လိုမျိုးအငန်တို့အချိုတို့အစားလွန်တာစီစားလွန်တာတော့မျိုးဆိုရင်နည်းနည်းအန်းတဲ့ဟာဆိုရင် तू ကအဲ့လိုမျိုးအစိတ်တောက်တွေပြေးသွားတော့ကိုအဲ့လိုမျိုးအန်းချင်းပြူချင်းမရှိတော့ဘူးပြီးရင်နောက်တစ်ခုသွေးကြစေမဟုတ်ဘူးဒါပေမဲ့သွေးတင်းတကြားတက်ကိုထိတ်ညှိပြီးတဲ့အတွက်ကိုသွေးကြစေတယ်ကိုလက်စထရောကိုလည်းကြစေတဲ့ပြင်အချို့သောဘက်တီးရီးယားပိုးတွေကိုလည်းသိစေပါတယ်နော်ဘယ်လိုတောက်ရမလဲဆိုတော့ तू ကမင်းစားစွန်းတစ်စွန်းသမင်းစားစွန်းတစ်စွန်းနဲ့နည်းများတဲ့မြင့်ကြီးတော့ဒါပေမဲ့ရတယ်မြင့်ကြီးအမြဲတမ်းတောက်နေကြဆိုသမင်းစားစွန်းတစ်စွန်းတလို့ထည့်ပြီးရေရောပြီးတောက်ရပါမယ်ဘလို့အချိန်မှတောက်ရတယ်လဲဆိုရင်အစာစားပြီးတဲ့အချိန်မှတောက်ရပါမယ်နော်တခုခုစားပြီးတဲ့အခါမှာဘလို့တောက်ရမလဲဆိုရင် तू က acid ဓာတ်အချင်ဓာတ်ဖြစ်တဲ့အတွက်ကိုသွားချမ်းမာရေးအတွက်ထိခိုက်နိုင်တဲ့အတွက်တလို့ပိုက်မျိုးနဲ့တောက်ပေးရပါမယ်သူကချင်စုစုရတာပါနော်ပြီးအနံ့ကတော့အချင်ဖောက်ထားတဲ့အနံ့ပေါ့ပြီးရင်ဝိတ်ကြစေမဟုတ်ဘူးဒါပေမဲ့ဝိတ်ကြတယ်ဘာလို့ဝိတ်ကြလဲဆိုတော့သူကအစာချေဖြတ်မှုနှုံနေတာပေါ့အစာကိုဖြည်းဖြည်းချင်းချေဖြတ်တဲ့အတွက်ကိုအစာစားခြင်းစိတ်ကိုထိန်းညှိပေးတဲ့အတွက်ကျန်းမာပြီးတော့ဝိတ်ကြပါမယ်။သားရည်ဖြူစင်ဝင်းမွလာပါမယ်။ပြီးရင်သွေးတိုးတဲ့သူတွေသွေးတွေကိုကြပါတယ်နော်။တကြားဓာတ်ကိုထိန်းညှိပေးတဲ့အတွက်သွေးတိုးတွေလည်းကြပါတယ်။အဲ့ဒီအတွက်ကိုနဲ့တဲ့မတဲ့ကိုစမ်းတောက်ကြည့်ဖို့မြင့်ကြီးရတော့ပြောပြချင်ပါတယ်။ပြီးရင်အစာအိမ်သမားတွေကတော့နည်းနည်းသတိထားရမယ်နော်အစာအိမ်သမားတွေကတော့အစာစားပြီးရင်ရေနဲ့ဒီလိုမျိုးမင်းစားစွန်းတစ်စွန်းနဲ့ဟင်းစားစွန်းတစ်စွန်းနဲ့ရေဒီလိုဖန်ခွက်တစ်လုံးနဲ့ရောပြီးတောက်ရပါမယ်မြင့်ကြီးကတော့ဒီလိုဘူးအသေးပေါ့ဘူးအသေးတစ်ချိန်စမ်းတောက်ပြီးတော့ကိုနဲ့တဲ့တယ်အဆင်ပြေတဲ့အတွက်ကိုဒီလိုဘူးအလတ်ဒါဆိုရင်ဘယ်လောက်မီလီလဲ900မီလီကိုမှာထားပါတယ်အခုဒီဇင်ဘာ promotion ရှိတဲ့အတွက်ကိုဈေးတွေချနေတဲ့အတွက်နောက်ထပ်မြင့်ကြီးက965မီလီနှစ်ပလင်းဝယ်ထားပါတယ်နော်နှစ်ပလင်းဝယ်ထားပါတယ်အဲ့ဒါလည်းပြပေးရမယ်အရန်ကောင်းလို့ပါမြင့်ကြီးကတော့နေ့စဉ်တောက်တဲ့အဆင်ပြေတယ်အသားရည်ဖြူဝင်လာတယ်ပြီးရင်ခန္ဓာကိုယ်ရောင်ကိုင်းခြင်းတွေကျလာပါတယ်လုံးဝအဆင်ပြေပါတယ်အစားခြင်းစိတ်ကိုလည်းထိမ့်ညှိပေးတာတော့လက်တွေ့ပါပဲမခက်ပါဘူးเนาะစမ်းပြီးတောက်ကြည့်ကြပါเนาะကျန်းမာရေးအတွက်အရန်ကောင်းမှုလို့ပါ